毛你那人家快骗了，别讲了，讲。男人就是要定价小的。多少度嘞？谁让我搞了八高片片的？俺毛提打几元？妈妈来，你就是一秒对了。是吗？没玩的，到玩的是你讲完了对对不啦？我要比这个是安怎办的？是阿牛。嘿，是阿牛。嘿，是阿牛，抓干啥？嘿，是阿牛。ဘာကိစ္စရှိလို့လည်းမသိဘူးဗျအမပဲပြောတော့ခဲမယ်ဆိုကြမ်းမယ်ဆိုပြောလို့ရိုက်ခဲလို့ရိုက်လေအာဖိုးချစ်ရဲ့အမေလားဟလား哎，我爸肚嘛吧，我哩下一个说了哩，哎呀，那我们家一杯了，我收了哎嘛收了哩，哎呀，我怎么办呀？呢？အော်ဟုတ်ကဲ့ပါဒီကောင်ဖိုးချစ်ကလေစာတင်တင်ဆိုစာလိုက်နားမထောင်အမြဲတမ်းဖုန်မဲကြောင်လေအကောင်အခုကျွန်တော်ရိုက်လိုက်တာကိုလည်းနားလည်ပြီလို့ကျေးဇူးတင်ပါတယ်ဗျာရတယ်ဆရာနောက်လေးများရိုက်လို့ရတယ်နော်ပြီးတော့ဟိုဆရာကိုလည်းအပ်တယ်ပြီးတော့ဆရာဆုံးမလိမ်မာမဲ့သူမျိုးပါတင်းတင်း你继续打我们啦အေးဟုတ်တယ်လေမလိုက်ပို့မယ်နေအမရဲ့လိုင်းပို့မှန်နဲ့ပုံမှန်နဲ့တယောက်တည်းသွားနေကြပဲ ဟိုကစိတ်မချဘူးလေလိုက်ပို့မယ်နော်နော် ဘာစိတ်မချလဲအပေါ်တွေမလုပ်ပါနဲ့ဟဲ့ဘာမှပို့လို့လေကိုပေါ့ကိုကြီးစိတ်တာလေအရင်လည်းငါကြီးစိတ်နေရပဲဟာရှေ့ကိုရှေ့ဒါနဲ့လိုက်ပို့မယ်ဆရာနဲ့လည်းတွေ့ရအောင်ဟမ်အမလေးညီပါလေကြံစည်နေရဆိုတော့ဒို့တည့်နော်ပြောထားလိုက်အောင်မယ်ဆရာမျိုးဆိုတာဒို့အပိုင်း တို့ပိုင်လို့ပြောဆရာနဲ့အမနဲ့ဘာရင်မလို့လဲ ။အော်ခုချိန်မှာဘာမှမဟုတ်ဘူးဆိုရင်တော့မှနောက်တစ်ချက်ချိန်မှာဘာဘာညာညာဖြစ်နေမှာပေါ့။မွေမွေချင်းချိန်မြင်လို့ညီကိုလမ်းတတိပေးရ။ညီတီဖို့ ဟဲ့နင်ဘာကြည့်နေရလဲ ဘာမှကြည့်ပါဦးမလည်း food blog ကြည့်နေရပါ တော်ထားတော့ဘာပြန်လဲလိုက်လို့ရွေးပေးပါအောင် ဟာအမလည်းအင်ဂျင်ဝက်စာရွေးခိုင်းနေတယ်ဆိုတော့ဘယ်သွားမလို့လဲ ညကျရှင်လိုက်ပို့ဖို့လေဟဲ့ ကျရှင်လိုက်ဖို့အဲ့လိုလလေးဝှက်လူလားအမလည်း ဟဲ့လှနေရမယ်လေဟဲ့ အော်လာနေရမယ်ဆိုတော့ပြီးပြီအမလန်တိတ်ကစိုက်ကားဆရာဦးတုတ်ကြီးတိုက်လို့လိုက်ရင် ဟဲ့ဖြစ်စရာလားဟဲ့ဖြစ်ချင်းဖြစ်နင်းစရာဆိုဟုတ်တယ် အော်အဲ့လိုလား အဲ့လိုရွေးပေးအောင်ဘယ်လှလဲလို့ အင်ဂျင်ကြီးအကုန်လာကျွန်တော်တော့မရွေးတတ်တော့ဘော ဟဲ့လှနေရမယ်လေအခုနာမည်ကြီးနေရ so fresh ကလေဟဲ့ အော် so fresh ကလား အေးဟဲ့တူလာနေပြီပေး မင်္ဂလာပါဆိုဖရမှာထားတဲ့ထဲလေးလာဖို့ဗျာဗျာ ဟုတ်ကျေးဇူးပါဟေးပါထားရရောက်လာပြီ အဲ့နေုံအမ so fresh ကအထည်အများကြီးဝယ်ထားဆိုပြန်ရောင်းမို့လားယင် ဟုတ်ပါဘူးငါဝတ်ဖို့อ่ะ ဝစ်ဖို့ ဆိုဖက်ကလေ3ထိုင်စိုက်ပြီးလက်ကားစင်းနဲ့ရတယ်ဈေးကလည်းအရန်တန်တယ်ဟဲ့အခုလိုနေရာဒီမှာဆိုရင်စပန်နေချီကိုဇိုင်းမျိုးစုံထုတ်ပေးနေဘာလို့လဲတိဆိုင်လိုက်တဲ့သူတွေတက်ဆိုအဆင်ပြေတာပေါ့ပြီးတော့ဆရာလေးငေါ့မြင်မြူတော့ဘော ဟုတ်ပါပြီအမလည်းအဲ့ဆိုမနေ့ကဝယ်ထားအထည်တွေကြောက်ရော အဲ့ရွှေအင်ကြီးဖေးဖို့ပေးရလိုက်ကနေအလူရဝယ်ထားတာအခုကဆိုဖက်အိုက်ကနေဝယ်တာ အော်ဒါဆိုရွှေကြီးနဲ့ so fresh နဲ့အတူတူပဲပေါ့ ဟုတ်တယ်အောက်ကနေမှာမယ်ဆိုရင်ရန်ကုန်မြို့တွေဆို3ရက်နဲ့ရောက်တယ်အဲ့လိုမှာမယ်ဆိုရင် तू က point နေလေရတယ် point နေရ900ပြည်လို့ရှိရင်လက်ဆောင်မစည်းနဲ့လည်းလဲလို့ရတယ်ဟာသိလား ဟဲ့အဲ့လိုဆိုမိုက်တာဗောအိမ်မှာနေပြီးတော့လည်း shopping ထပ်လို့ရတယ် point နေလည်းရသေးရဆိုတော့အော်ဒါနဲ့ iOS နဲ့ Android ကိုဒါလို့ဆွဲလို့ရလား ရတယ်အခုလည်းနောက်တစ်ခုမှာဆိုင်ဖွင့်ထားရတယ်လေအမှတ်1လေးလုံးလော်ပီတာလည်းနောက်တစ်ခု34ရက်ကွက်မှာငါတော့ဝင်နေလိုက်ခဲ့ပြီဟဲ့ လိုက်ကျင်ပါအောင် လာမညလည်းဝယ်ပြီးမယ်လေ အပူရေ ဟဲ so fresh ဘာနဲ့ချက်ပို fresh ငါနင်းတဲ့ပိုတော့ fresh နေသေးတယ် အမအဲ့ဒါအမကိုတက်ကိုကြော်သွားတာ ဟဲ့ तू ဆရာစီသွားနေရလားမသိဘူးနော် သိကြတာဗော အဲ့ဆိုရငါလည်း မ 你别当我傻看地了。 ငါမနေငါဘေးတော့ဘယ်နေမှာဆိုင်တော့လဲ 这样你有俺白嘿， ငါငါရေရောက်တာငါပိုင်တာ 我都有生的白嘿。
ဆရာအရင်ကြိုက်တဲ့ဟိုမူဟင်းကားလေးလေကျမကိုယ်တိုင်ချက်ပြီးမှယူလာခဲ့တာ ဟဲ့ဆရာစမူစာမစမူစာငါမအောင်မေးတာဆရာကြိုက်ကစမူစာတဲ့နော်ဆရာဆရာစမူစာကြိုက်တဲ့စမူစာ ကျေးဇူးပါကောင်းကောင်းလေးစားပါမယ် အော်ဆရာရဲ့အမေထင်တယ် ဒါဆိုရင်ရက်ကမကြီးပေါ့နော် ဘာရောက်မှလဲဘာမလဲငါတူမိမလာမအထက်မှာတစားကြမယ် Oh, I came out to start them.